နေ့သာသနာနှစ်2569ခုသေတ္တာတက္ကရာ1385ခုနှစ်ထိုင်းနိုင်ငံတောင်ပိုင်းဖူးကင်မြို့ခေတ္တရံကြီးပရိဒါတင်တီထောင်ခြင်း9နှစ်ပြည့်အထေအမနဲ့သူပါချီရွှေပြောင်းမြန်မာလောကမာမိသားစုများမှသူပေါင်းစေခြင်းပါတော်တရားပွဲ၌ဟောကြားတော်တရားတော်ရဲ့အမိကောင်းစိတ်ကောင်းထားတာမိတ်ကောင်းရှာပြောပါလေစိတ်ကောင်းထားပါမိတ်ကောင်းရှာစိတ်ကောင်းထားပြီးတော့မိတ်ကြီးကောင်းကိုရှာမှမဟုတ်နိဗ္ဗာန်ကိုရောက်မှာမဟုတ်ဘူးလားဟုတ်ပါရဲ့ဗျာတရားနဲ့ဒီကနေ့တရားမဟုတ်ခင်ဝိပဿနာလင်္ကာလေးကိုရေရုံးတိုင်းနဲ့လိုက်ဆိုအချိန်တိုင်းမှာခန္ဓာကိုရာစီတိုးသွားနေသည်နာအိုသေးခင်မာကျိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာခန္ဓာနာယာစီတိုးသွားနေသည်မနာသေးခင်မာကျိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာခန္ဓာအေယာစီတိုးသွားနေသည်မသေးသေးခင်မာကျိုတင်ပြင်ဆင်ထားမှတော်တော်မီဘုရားတို့ဘာဘာတို့ကိုရင်တို့ခုရထားတဲ့သံဃာတိတနေ့တနေ့ပြိုရာကနေအိုရာမှာဆုံးမတတ်ဘူးလားသို့တတ်ပါတယ်ဗျာအိုပြီးရင်နာရမှာနာပြီးရင်သိရမှာပါဗျာမေရနဲ့မောခင်မနာခင်မသိခင်လေးမှာကုသိုလ်ကောင်းမှုကိုကြိုတင်ပြင်ဆင်မှုမလိုဘူးလားလိုပါတယ်ဗျာဘုရားနဲ့ဒီနေရာမှာဘုရားရှင်ကိုရောမြတ်ကြီးကိုညာတပေါင်းရာချိန်မှာနာသားတယောက်ကလာလျှောက်တာပေါ့အရှင်ဘုရားတဲ့အဲ့ကျမတရားနာနေပြီတရားပွဲမှာအပြောရင်းများကြီးပြီးတဲ့ထဲမှာဘယ်အပြောကအမြတ်ဆုံးပါလဲရှင်းရဘုရားကျမတရားပွဲမှာတရားနာနေပြီနော်ရကျမတရားပွဲမှာလည်းပြန်မှာခုနမှာဘုရားယူနာဘယ်အပြောကအမြတ်ဆုံးလဲဆိုလို့ရင်လိုက်ဆိုအပြောများ